ယိုမတွေ့ရတာကလေတလားလောက်ရှိပြီဆိုတော့ပြောစရာတွေကတော့အများကြီးပဲငလင်ကိစ္စရောပါစင်နယ်ကိစ္စတွေရောတကြံမှာလုံးသွားတော့အတော်လေးပျောက်သွားမိတယ်အခုတော့ပြန်လာပါပြီမန်ယူဖန်ဆိုတော့စိုက်ကားနဲ့လာရတာမလို့နည်းနည်းလေးကြာသွားတာကိုတော့နားလေပေးကြဖို့မျှော်လင့်မိတယ်တလားလောက်ပျောက်သွားတဲ့အတော်တွင်းမှာထွက်လာတဲ့ chapter က၄ခုတော့ရှိတာဆိုတော့ပြောစရာတွေအများကြီးရှိတယ်အကြောင်းအစီကိုအရင်မသွားခင်ကျွန်တော် giveaway ပေးထားတာကိုမမိချအောင်မယ်ထင်တယ် giveaway ဝင်တာကိုနောက်ဗီဒီယိုကြရင်ထည့်ပြောပေးသွားမယ်ဆိုတာကိုလည်းလမ်းကြုံအနေနဲ့ပြပြပေးချင်ပါတယ် chapter 1142ထွက်ကနေကပြောစရာတွေကအများကြီးရှိခဲ့တယ်ဒါပေမဲ့ထုံးစံအတိုင်းပဲကျွန်တော်ကနှလွှာပေါင်းမှတရွဲဖြစ်ရှင်တဲ့စိတ်လေးကရှိနေတော့ chapter 2ခုသာရှိမှပဲပြောပြဖို့အတွက်စီစဉ်ထားခဲ့တာပါအခုတော့ပြောစရာ chapter က2ခုတော့မကပဲ4ခုတည်းရှိသွားပြီဆိုတော့ဖြစ်နိုင်ရရှိတာလေးတွေကိုအချောင်ကြတာပေါ့ပထမဆုံး chapter 1142ရဲ့ကားပါမှာယာမာတိုကဟူဆူကိုနိုင်ရခဲ့တာကိုတွေ့ရမှာဖြစ်တယ်ဓာတ်ကိုခိုးလို့တီးရလားဒါမှမဟုတ်အော်ဒီနဲ့ page 1ကိုကဲကျင်လို့တီးရလားဆိုတာကိုတော့အခုထိမသိရသေးဘူးဘလို့ပဲဖြစ်ဖြစ်ယာမာတိုကဝါနိုတခွင်ကိုပတ်သွားနေတာကလူဖီအတွက်အတော်လေးအကျိုးရှိရလို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ဝါနိုတိုင်းပြည်ကအခုချိန်မှာယွန်ကိုလူဖီရဲ့လောက်ခံနေမြေဖြစ်တယ်ဝါနိုတိုင်းပြည်မှာရှိတဲ့လူတော်တော်များများကလည်းဆာမူရိုင်းမျိုးနွယ်တွေဖြစ်ကြတာမလို့တိုက်ရိုက်ခိုက်ရိုက်ပိုင်းမှာကျွမ်းကျင်ကြပါတယ်အခုလိုမျိုးယာမာတိုကပတ်သွားနေရင်လည်းလူဖီအကြောင်းကိုလည်းထိုင်ကြွားနေမှသိကြတယ်ဒီလိုဆိုရင် final war အတွက်လူဖီမှာရှိရဲ့စစ်ရင်ကားကတောက်ရှုပ်လို့မရတဲ့အနေအထားမျိုးကိုရောက်သွားမှာပါအခုဆိုရင်အော်ထရီနဲ့ page 1တို့ကလည်းယာမာတိုနဲ့ပူးပေါင်းမှာသိကြသလောက်ရှိတယ်ယာမာတိုကဝါနိုတခွင်ပြည့်ပြည့်စင်အောင်ရှောက်သွားနေတာဆိုတော့ဥရုံထောင်ကိုလည်းသွားနိုင်ခြင်းရှိတယ်ဆန်ခေါနီကာကိုကိုးကွယ်တဲ့ကင်းအနေနဲ့သူ့ရဲ့မျိုးနဲ့လူနာရီယန်တွေအတွက်လက်စားချေမယ်ဆိုရင်လူဖီရဲ့လက်အောက်ကိုဝင်တာကအကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါဒီလိုသာဆိုရင်ဝါနိုမှာရှိတဲ့လူဖီရဲ့စစ်အင်အားကစစ်တပ်တစ်ခုသာနေပါကျန်းသွားမှသိကြတယ်ပုံမှန်ဆိုရင်ကျွန်တော်က chapter ကပါတဲ့အကြောင်းကိုသိပြောလေးတော့မရှိဘူးဒါပေမဲ့ chapter 1142ရဲ့ကာဘာကိုတွေ့မိတော့ခိုင်တို့ကိုဟာနာဖူတာကခါစားခဲ့တယ်လို့မျိုးသူ့ရဲ့ကလေးတွေဖြစ်တဲ့အော်တီနဲ့ page 1ကလည်းခိုင်တို့ရဲ့ကလေးယာမာတိုရဲ့လက်အောက်ကိုဝင်မယ်လို့ခန်းစားနေရလို့ပါ chapter 1142မှာပဲနောက်ထပ်ပြောစရာဖြစ်သွားတာကတော့ထူးဆန်းတဲ့အကောင်ကြီးတွေကြောင့်ဖြစ်တဲ့ဒီအရာတွေကဂျိုင်းကလေးတွေရဲ့စိတ်ကူးစိတ်တန်းတွေကနေပေါ်ပေါက်လာတဲ့အရာတွေဖြစ်ပါတယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ Ryu Nomi Moral Kirin ကိုစားထားတဲ့ကီလင်ဟန်ရဲ့အစွမ်းကြောင့်ဖြစ်တယ် confirm မလုပ်ထားရသေးပေမဲ့ကီလင်ဟန်ရဲ့ Diva Fruit ကလည်းမသိကဲဆိုရန်ဖြစ်ဖို့ဆိုတာကသိကြသလောက်ပဲအရင်တုန်းကမသိကဲဆိုရန်တိုက် Diva Fruit ဆိုတာကဘရိုရိုကိုချိန်နေတဲ့ကောင်မလေးအရေးအတွက်လို့ပဲမရှိသလောက်ရှားတယ်ဆိုပေမဲ့အခုများတော့မှုလို့ပေါက်လာတယ်လို့တော့ခံစားရတယ်ဒီပုံစံတိုင်းသာဆက်သွားနိုင်မယ်ဆိုရင် final war ရဲ့ဘယ်နေရာကိုပဲကြည့်ကြည့်အကောင်ကြီးတွေချနေတာကိုကြည့်ရမလို့တော့ဖြစ်နေပါပြီဒါကတော့အခုနောက်ပိုင်း chapter တွေနဲ့ပတ်သက်ပြီးတော့ရှာရှာပပသဘောမကျမိတဲ့အချက်တစ်ခုဖြစ်တယ်ကီလင်ရဲ့အစွမ်းကိုဆက်ပြောရမယ်ဆိုရင်တော့တက်ရှိတွေကိုအင်္ဂွေချနိုင်သွားရှိပြီးတော့သူအင်္ဂွေချတဲ့လူတွေရဲ့အတွေးထဲမှာပေါ်လာတဲ့အရာတွေကိုလက်တွေဘွားကိုရောက်လာအောင်ဖန်တီးနိုင်တာမျိုးပါပြောရမယ်ဆိုရင်တော့ imagination to reality လို့အစွမ်းမျိုးဖြစ်တယ်ဒါပေမဲ့ဒီအရာတွေကစိတ်ကူးကနေဖြစ်လာတဲ့အရာတွေဆိုတော့အရန်တော့ကျမ်းမယ်မထင်ဘူးဖြဲချအောင်လောက်ပဲအလုပ်ဖြစ်နိုင်တယ်တကယ်တော့ကီလီဟန်ရဲ့အစွမ်းထက်ပိုစားတာကဆိုမရဲ့အစွမ်းပါ Diva Fruit နာမည်က Eva Nomi English လို့ဆိုရင်တော့ Strong Fruit ပေါ့ဆိုမကသူနဲ့ထိလိုက်တဲ့အရာတွေကိုစူးကြုံနေနဲ့အကာအကွယ်တစ်ခုလုပ်ထားလို့ရတယ်သူထိလိုက်တဲ့အရာပေါ်ကိုဆိုမကတန်မိုးထားလေစူးကြုံအကာအကွယ်ကပို့ပြီးခိုင်ခန့်လေးဆိုပြီးတော့ဆိုမကိုယ်တိုင်ကပြောထားတယ်နည်းနည်းတော့ချောင်းတော်နိုင်ပေမဲ့တမျိုးထူးဆန်းနေတာမလို့ကျွန်တော်ကတော့သဘောကျမိတယ်ဒါတွေကိုခဏထားပြီးတော့ကီလင်ဟန်ရဲ့အစွမ်းကြောင့်ပေါ်လာတဲ့အကောင်တွေအကြောင်းကိုဆက်ပြောချင်ပါတယ်ဒီထဲမှာလိုကီအပါဝင်တခြားအကောင်ကြီးတွေကတိတ်တော်မထူးဆန်းမှုဆိုပေမဲ့စန်းကောနီကာကြီးပါလာတာကကျွန်တော်အပါဝင် One Piece fan တော်တော်များများကို surprise ဖြစ်သွားစေတာကတော့အမှန်ပဲဒါပေမဲ့ပေါ်လာတဲ့နီကာကြီးကဂျိုင်းကလေးတွေကြောက်လို့ပေါ်လာတာဟုတ်မဟုတ်ကတော့အခုထိမသိရသေးဘူးကီလီယန်ကကြောက်စိတ်တွေကိုပဲအပြင်ကပါကိုဆွဲခွန်နိုင်တာမဟုတ်ဘူးဆိုတာကိုဆိုမစီကနေစားထွက်လာအောင်လုပ်လိုက်ခနဲ့ကအလုံးသိပြီးပြီတကယ်လို့ဂျိုင်းကလေးတွေကကြောက်လို့ဘလက်နီကာကြီးပေါ်လာတာဆိုရင်လေကျွန်တော်မှဖြည့်ရှင်းချက်တစ်ခုရှိတယ်အားလုံးသိကြတဲ့အတိုင်းပဲ effect ကျွန်းမှာက
တစ်တော်တွေနဲ့ပြည့်နေနေတာမလို့အဲဖက်ကျွန်းကလူတွေကမီးနဲ့မိုးကြိုးကိုအတော်လေးကြောက်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်းပေါ်မှာမီးလောင်တာပဲဖြစ်ဖြစ်ကျွန်းပေါ်မှာရှိတဲ့အပင်တစ်ခုခုကိုမိုးကြိုးပစ်ချတာပဲဖြစ်ဖြစ်တစ်ခုခုသာပစ်ခဲ့မယ်ဆိုရင်မီးငြိမ်းအောင်လုပ်ဖို့ဆိုတာကလုံးဝနေပါမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ဒါကြောင့်မလို့အဲဖက်ကျွန်းသာမီးလောင်မယ်ဆိုရင်စောင်းကြိုင်မိုင်တည်သောတဲ့ခါသလိုမျိုးဖြစ်သွားနိုင်ပါတယ်။ဒီလိုမျိုးအဲဖက်ကျွန်းကိုဖျက်ဆီးနိုင်သောရှိတဲ့လူကလည်းအဲဖက်ကျွန်းပေါ်မှာရှိလို့နေတယ်။အားလုံးကလိုကီဆိုပြီးထင်နေကြပေမဲ့တကယ်တမ်းမှာတော့လိုကီကမိုးကြိုးအစွမ်းတစ်ခုတည်းကိုပဲသုံးနိုင်တာမျိုးပါ။လိုကီလို့သာထင်ကြီးဆိုရင်မီးအစွမ်းကိုသုံးနိုင်တယ်။စံကြီးကိုလည်းမေးထားလို့မရဘူး။ဒါပေမဲ့ဒီလိုမျိုးမီးရောမိုးကြိုးကိုရောနှစ်ခုလုံးသုံးနိုင်တဲ့လူတစ်ယောက်ရှိပါသေးတယ်။သူကတော့ဆန်ဂေါ်နီကာလူဖီပါ။လူဖီကမီးစွမ်းကို Fishman Island မှာတုန်းကပထမဆုံးသုံးပြခဲ့တာဖြစ်ပြီးတော့မိုးကြိုးအစွမ်းကိုတော့ကိုင်ဒိုနဲ့တိုက်တုန်းကသုံးပြခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့လူဖီမှာရှိတဲ့အစွမ်းတွေကအဲဖက်ကျွန်းတစ်ခုလုံးကိုအက်ဆိုင်တောင်းဖြစ်သွားအောင်လုပ်နိုင်စွမ်းရှိပါတယ်။ဒီအစွမ်းတွေကဟီတိုနိုမီမော်ရယ်ဆန်ဂေါ်နီကာကြောင့်ကြားတဲ့အစွမ်းတွေဖြစ်တာမလို့အေရှန်ကင်းနန်က join ဝိုင်းတယ်သုံးခဲ့ဘူးမှသိကြတယ်။ဒါကြောင့်ပဲနီကာအကြောင်းကိုတပိုင်းတစ်စားကြားဘူးတယ်။ဂျိုင်းရင်ကလေးတွေကနီကာကိုကြောက်နေကြတာမျိုးဖြစ်နိုင်တယ်။ပြောရမယ်ဆိုရင်တော့ကင်လင်ဟန်ရဲ့အစွမ်းကြောင့်ထွက်လာတဲ့အမေးအောင်နီကာကြီးကအေရှန်ကင်းနန်က join ဝိုင်းကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ခုပြောနေတဲ့ theory ကိုကလန်တိုက်နေတဲ့အရာတစ်ခုတော့ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့လူဖီရဲ့မီးစွမ်းနဲ့ပတ်သက်ပြီးတော့အိုရာပြောခဲ့မှုတဲ့အရာတစ်ခုပါ။ဘယ် SPM မှာလဲဆိုတာကိုတော့တေချာမမှတ်မိတော့ပေမဲ့လူဖီရဲ့မီးစွမ်းကဂီယာ2ကြောင့်ဖြစ်လာတယ်ဆိုပြီးအိုရာကပြောခဲ့မှုတယ်။လူဖီရဲ့ဂီယာ2ကိုအသုံးပြုတဲ့အခါမျိုးမှာခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့သွေးကြောတွေကမော်လီကျူတွေကအချင်းချင်းပုတ်တိုက်မှုတွေဖြစ်သွားကြတယ်။ဒီလိုပုတ်တိုက်မှုကိုခက်မြင်မြင်ဖြစ်အောင်အသုံးပြုလိုက်မယ်ဆိုရင်ကြောက်ခေတုံးကပုတ်တိုက်မှုနဲ့မီးကိုအသုံးပြုခဲ့သလိုမျိုးဘလက်မော်လီကျူတွေပုတ်တိုက်မှုကနေတစ်စင်မီးထွက်လာတာမျိုးပါပြောရမယ်ဆိုရင်တော့လူဖီကဂီယာ2ကိုလက်တစ်ခုထဲမှာတင်ခက်ချမ်းချမ်းအသုံးပြုပြီးတော့မီးကိုဖန်တီးတာလို့အလွယ်ပြောလို့ရတယ်ဒါပေမဲ့ဒီပြန်တန်းစာကလူဖီရဲ့ဂီယာ5မထွက်ခင်မှာထုတ်ပြန်ထားတာမျိုးဖြစ်နေတော့ကျွန်တော်ကဒီအရာကိုဆန့်ကျင်ပြီးတော့ theory တစ်ခုကိုတသက်ပြောပြပေးခြင်းနဲ့မပြောလို့လည်းမရဘူးလေနှုတ်မို့ဆိုရင်ဘလက်နီကာနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့ theory ကြီးကမြောင်းထဲကိုပြစ်လိုက်မှရမယ် theory ကိုဆက်မပြောခင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်သွားပေးဖို့တောင်းဆိုခြင်းနဲ့ဒီလမကုန်ခင် subscriber 2000ခွဲပြည့်ကျင်တာမလို့ကူညီပေးရင်ကျေးဇူးတင်မိပါပါ subscribe လုပ်ပြီးသားလို့ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်လေးတွေနှိပ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုတခြားလူတွေရဲ့ recommend list တွေကိုရောက်အောင်ကူညီပေးလို့ရပါတယ် theory ဘက်ကိုပြန်နေကြတာပေါ့ကျွန်တော်ဆက်ပြောမဲ့ theory ကကျွန်တော်ကိုယ်ပိုင်ဆိုတာထက် page man တယောက်ပြောထားတာကိုအနည်းငယ် reference ယူထားတာတွေပါတယ်ဆိုတာကိုတော့အရင်ဆုံးသိထားစီခြင်းနဲ့ဘယ်အကြောင်းအရာကိုပြောမှလဲဆိုတော့လူဖီစားထားတဲ့ဟီတိုနိုမီမော်ရယ်ဆန်ဂေါ်နီကာကဘယ်ကနေဆင်းသက်လာလဲဆိုတာကိုပြောပြသွားမှာပါစကားပလင်ခံမနေတော့ပဲဒဲတိုးပြောရမယ်ဆိုရင်တော့ဟီတိုနိုမီမော်ရယ်ဆန်ဂေါ်နီကာရဲ့မူလဇင်မစ်က F တိုင်းပြည်လိုပဲပြောချင်ပါတယ်လိုကီရဲ့ပြောစကားတွေ One Piece တိုင်းလိုင်းတွေကိုတေချာလေးလာကြည့်မယ်ဆိုရင်ဒီလမ်းကိုဥတည်နေတယ်အကြောင်းပြချက်တွေအများကြီးရှိတယ်ပထမဆုံးအနေနဲ့ One Piece တိုင်းလိုင်းကိုပြန်ကြည့်မယ်ဆိုရင် Chance တယောက်ဝါကာဘာမက်ဆီကနေဟီတိုနိုမီကိုဝင်ခိုးခဲ့တာကလွန်ခဲ့တဲ့14နှစ်ကဖြစ်ပြီးတော့ကင်းဟာလက်ရဲ့စာပနာပွဲကတော့လွန်ခဲ့တဲ့13နှစ်ကဖြစ်တယ်ဒါကိုကြည့်မယ်ဆိုရင်အချိန်ကွာခြားချက်ကတနေ့ဝန်းကျင်ပဲရှိတယ်ဒါတည်းမကသေးပဲလိုကီကသူ့ရဲ့အဖေကိုတက်ချင်လုံးတက်ခဲ့တာမျိုးမဟုတ်ဘူးဆိုတာကိုအားလုံးလည်းသိပြီးကြပြီလို့ထင်တယ်သတိထားမိကြလားတော့မသိပေမဲ့ F ကျွန်းရဲ့ယတနာက Divet Fruit တစ်လုံးဖြစ်တယ်ဆိုတာကို confirm လုပ်ပြီးသားပါပြီးတော့နီကာအသီးဆိုတာကလည်း Voice Century ပြီးကတည်းကနေရာတစ်ခုမှာထိမ့်သိမ့်ခံထားရတာမလို့နှစ်800ကျော်ပျောက်ဆုံးနေတဲ့ Divet Fruit တစ်ခုဖြစ်တဲ့ကင်းဟာရက်ကဝါကာဘာမန်နဲ့ကောင်းမွန်တဲ့ဆက်ဆက်ရေးမျိုးကိုတိဆောက်ချင်ခဲ့တာမလို့ F တိုင်းပြည်ရဲ့ယတနာဖြစ်တဲ့ဟီတိုနိုမီမော်ရယ်ဆန်ဂေါ်နီကာအသီးကိုဝါကာဘာမန်လက်ကိုထိုးဝက်ခဲ့တယ်ဒါကိုသိသွားတဲ့လိုကီကဟာရက်နဲ့ပြဿနာဖြစ်ပြီးတော့လက်လွန်ကျက်သွန်ဖြစ်သွားတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်တလက်စာတွေပြောချင်တာကတော့လိုကီကလူကောင်းတယောက်တော့မဟုတ်ခဲ့ဘူးကလေးပိစီဘွားကလေးကအကိုဖြစ်တဲ့ဟာဂျူရီကိုအနိုင်ကျင့်နဲ့ကြီးပြင်းလာတာမျိုးပါနောက်ပြီးတော့လိုကီရဲ့အိုက်ဒေါလို့ပြောရမလားရိုးမော်တယ်လို့ပြောရမလားအဲ့ဒီလူကဇစ်ဘက်ကြီးပါဇစ်ဘက်ဆိုတာကဒီကလမန်မှာတယောက်ဖြစ်ပြီးတော့ကဘာကြီးကိုသိမ့်ပိုက်နိုင်ဖို့အတွက်အနည်းဆက်ဆုံးဖြစ်ခဲ့တဲ့ Rob Hardy ရဲ့ခေါ
ခေါင်းဆောင်တယောက်လည်းဖြစ်တယ်စစ်ဘက်ကဘလို့လူမျိုးလဲဆိုတာကိုလိုကီရဲ့ flashback မှာတိတိတသားမြင်နိုင်တယ်ကလေးတယောက်ကိုဓာတ်စစ်သုံးပြီးတော့တိုက်ခိုက်တယ်ဆိုကြတဲ့ကစစ်ဘက်မှာစာနာတနာမှုမရှိဘူးဆိုတာကိုအထင်သာတွေ့ရတယ်ဒီလိုလူမျိုးကိုအိုက်ဒေါအဖြစ်သတ်မှတ်ထားတဲ့လူကလည်းလူကောင်းမဟုတ်တာသိကြတယ်အဲ့လိုပြောလိုက်လို့လိုကီကလူဆိုးကြီးလားဆိုတော့လေမဟုတ်ပြန်ဘူးလိုကီကလူကောင်းလည်းမဟုတ်လူဆိုးလည်းမဟုတ်ပဲကိုလုံးချင်တာကိုလုပ်တယ်အန်တီဟီးရိုးမျိုးဖြစ်ပါလိမ့်မယ်လိုကီရဲ့ flashback မှာပဲနောက်ထပ်တွေ့ရတာတစ်ခုကတော့လိုကီရဲ့မျက်လုံးမှာလိုကီကမျက်လုံးကန်းနေတာမဟုတ်ဘဲနဲ့သူ့ရဲ့မျက်လုံးတွေကိုအမြဲတမ်းပတ်တီးတွေနဲ့စီးထားခဲ့တယ်မျက်လုံးမကန်းမှုဆိုတာဘယ်နေရာမှာသိတာလဲဆိုရင်ရှက်စ်နဲ့ရှန်ရော့ကိုခွဲပြတဲ့နေရာမျိုးမှာသိတာတယ်လိုကီမျက်လုံးအုပ်ထားတာနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ခြင်းတစ်ခုရှိတယ်ပထမတစ်ခုကတော့အမာရွတ်ပါလိုကီရဲ့မျက်လုံးတစ်ဝိုက်မှာကြီးကြီးမားမားဒဏ်ရာရထားလို့မျက်လုံးတစ်ဝိုက်ကိုပတ်တီးစီးထားတာမျိုးဖြစ်နိုင်တယ်ပြောရမယ်ဆိုရင်တော့ယူပါမလန့်လို့ခွမ်းမတော့အောင်ကာကွယ်ထားတဲ့သဘောမျိုးပါဒါပေမဲ့လေအမာရွတ်ဆိုတာမျိုးကတိုက်ပွဲတွေကိုကြိုက်နေတတ်တယ်ဖိုက်တာတွေအတွက်ကတော့ဂုဏ်ယူစရာစုတစိမ့်ဖြစ်တယ်လိုကီဆိုတဲ့ငနေကလည်းအမာရွတ်ရှိနေရင်တော့ရှက်နေမဲ့လူသားမျိုးမဟုတ်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဒါကြောင့်မလို့လိုကီရဲ့မျက်လုံးကိုပတ်တီးစီးထားတာကအမာရွတ်ထက်ပိုတဲ့အရာတစ်ခုရှိနေမှာသိကြပါတယ်ဒီလိုမျိုးမျက်လုံးအုပ်ထားတဲ့အရဲချက်တဲ့လူတယောက်ကိုအားလုံးနဲ့သိကြမယ်ထင်တယ်ဟုတ်ပါတယ်သူကတော့ဂိုဂျိုဆာတိုရုပါဂိုဂျိုကသူ့ရဲ့မျက်လုံးကအစွမ်းတွေကိုမလိုအပ်ပဲထုတ်မသုံးပြအောင်မျက်လုံးကိုကားထားတာမျိုးဖြစ်တယ်ဒီတော့လိုကီရဲ့မျက်လုံးမှာလည်းအစွမ်းနေရှိနေရမျိုးဖြစ်နိုင်တယ်ဟာကီနဲ့ဒီဗက်ဖလူအပြင်အပက်စ်မာလိုမျိုးမချစ်ဆက်ဆက်အရာတွေစပါလာတဲ့ FR မှာမျက်လုံးမှာအစွမ်းရှိနေရဆိုတာမျိုးတခါတည်းမိတ်ဆက်လိုက်မယ်ဆိုရင်လည်းအပြစ်ပြောစရာတော့တိတ်မရှိဘူးဒီအစွမ်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲကပ်ပါလာတာကတော့ဇော်ရိုရဲ့မျက်လုံးမှာဇော်ရိုရဲ့မျက်လုံးမှာအစွမ်းရှိနိုင်တယ်ဆိုပြီးပြောနေကြတာကဘိုးတော်ဖျားလေးဖတ်ထောက်သွားတဲ့ခက်ကလေးကပဲအရင်တုန်းကတော့ One Piece ဝါမှာကဟာကီနဲ့ဒီဗက်ဖလူဆိုပြီး Power System နှမျိုးပဲရှိတော့ဇော်ရိုရဲ့မျက်လုံးမှာအစွမ်းရှိရဆိုပြီးပြောတဲ့သူတွေကိုစောက်ယူဆိုပြီးသတ်မှတ်ခဲ့ကြတယ်အခုတော့ Power System ကလည်းရှုပ်ထွေးလာခဲ့ပြီမလို့ဇော်ရိုတယောက်မျက်လုံးတစ်ဖက်ပိတ်နေတဲ့အကြောင်းရင်းကလည်း Major Case တစ်ခုဖြစ်လာနိုင်တယ်ကျွန်တော်ကတော့ဇော်ရိုကမြောက်တေနဲ့ကမြင်ရောထပ်ပြီးမျက်လုံးကန်းသွားတယ်ဆိုတာကိုပဲယုံကြည်နေစေဖြစ်တာမလို့ဒီဟာနဲ့ပတ်သက်တဲ့ theory တွေကိုတော့ဆက်မပြောတော့ဘူးဒီတော့ chapter 1144ကိုပဲဆက်ပြီးခီးနေနိုင်မယ် chapter 1144အစမှာနေအိုရာက fan တွေရဲ့ခေါင်းထဲကိုတွေးတစ်ခုရိုက်ထည့်သွားတယ်အဲ့ဒါကတော့ F ကျွန်းမှာရှိနေတဲ့ giant robot ကြီးပါဒီလောက်အရွယ်စားရှိတာကိုကြည့်ကြတဲ့ကဒီကောင်ကြီးက FR တော့ကအနှိမ့်ဆသဘောနဲ့ကိစ္စချောသွားတယ်အီမတ်နဲ့တခေတ်တည်းဖြစ်ဖို့များတယ်ပြောရရင်တော့ join မွဲရဲ့လက်အောက်ခံလိုမျိုးဖြစ်ပါလိမ့်မယ် join မွဲရဲ့ပင်လယ်သမားအဖွဲ့ကဘလောက်တောင်ကျန်းလဲဆိုတာကိုသိချင်စိတ်တွေပို့တိုးလာအောင်အိုရာအနေနဲ့ဖန်တီးနိုင်ခဲ့တယ်ပြောရမယ် chapter 1144မှာပဲနောက်ထပ်သိလိုက်ရတာတစ်ခုကတော့ဂန်ကိုက Bro ရဲ့ fan ကြီးသားပါဒါကဘာရေးကြီးလို့ပြောနေရလဲဆိုပြီးထင်ကောင်းထင်နိုင်တယ်ဂန်ကိုသာတာမန်လူတယောက်ဖြစ်နေမယ်ဆိုရင်ဒီအရာကိုရေးကြီးခွင့်ကျလို့ပြောနေကြမလို့ဘူးဒါပေမဲ့ဂန်ကိုက Celestial Dragon တယောက်ဖြစ်နေတော့နည်းနည်းတော့ပြောမှရမယ် Celestial Dragon ဆိုတဲ့မျိုးကသူတို့ Celestial Dragon အချင်းချင်းတော့ကိုက်နေကြတာမလို့တာမန်ပြည်သူတွေဆိုရင်တေးတောင်လဲပေါက်ကြတာမဟုတ်ဘူးဂန်ကိုဆိုရင်လေပြောပုံဆိုပုံကအစအရန်ကိုခက်တတ်တာမလို့ Celestial Dragon စစ်တယောက်ဖြစ်တယ်ဆိုတာကိုပြည့်ကြည့်စရာမလိုပဲတွေးကြည့်ုံနဲ့နေသိနိုင်တယ်ဒီလိုမျိုးမောက်မာရဲ့လူတယောက်ကဘရုလိုတာမန်လူတယောက်ကိုကြိုက်တော့ပြောစရာတွေကရှိလာပြီး Celestial Dragon မျိုးရိုပြီးတော့ music industry နဲ့နှီးစပ်တဲ့လူတယောက်အကြောင်းကိုပြောမယ်ဆိုရင်ပြည့်မြင့်မေးရဲ့လူတယောက်ရှိတယ်ဟုတ်ပါတယ်ဦးထားကိုပြောတာပါကြိုပြောပြချင်တာတစ်ခုကတော့ဦးထားရဲ့အကြောင်းကိုဆက်ပြောတဲ့နေရာမှာကျွန်တော်က international မှာဟောဖြစ်နေတဲ့ theory ကိုဦးတည်ပြီးတော့ပြောသွားမယ်အဲ့ theory ကတော့ဦးထားနဲ့ဂန်ကိုကစိမ့်ပါချင်းဆိုတဲ့ theory ပါဦးထားကဦးထားနိုမီကိုစားထားတာလေဆိုပြီးပြောချင်ပြောလို့ရပါမယ်ဦးထားပါခဲ့တဲ့ Flame Red ကနန်ကန်နို movie တစ်ခုဖြစ်တဲ့ One Piece main series ထဲမှာမဖာသေးတဲ့လူတယောက်ရဲ့အစွမ်းကို One Piece main series တဲ့ကိုပြန်ခေါ်တဲ့အခါမျိုးမှာကြိုက်သူလိုပြောင်းပြလို့ရတယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်။အိုရာကိုတိုင်ကလည်းဦးထာက One Piece 1မှာရှိတဲ့ canon character ဖြစ်တယ်ဆိုတာတော့ပဲပြောထားတာဖြစ်ပြီးတော့အစွမ်းတွေက canon ဖြစ်မဖြစ်ကိုအခုချိန်ထိပြောမထားသေးဘူး။ဒါပေမဲ့ကျွန်တော်ကတော့ဒီ theory ကိုလမ်းချုံအနေနဲ့ sharing လုပ်ပေးတာဖြစ်လို့ serious တော့မတွေးသိချင်ဘူး။ကျွန်တော်ကိုယ်တိုင်ကလည်းလက်ခံတဲ့ထဲမှာမပါဘူးဆိုတော့
Gangois Ura theory ကကြားဘူးနားဝရှိအောင်ဆိုတဲ့အဆင့်မှာနေချက်နားလိုက်လို့ရတယ်နောက်ထပ်ပြောစရာရှိတဲ့လူကတော့ကာဘန်ပါကာဘန်ကအခုဆိုရင်ဂျိုင်းရင်တွေကိုကူညီဖို့အတွက် Battlefield ကိုခြေဆလန်းလာပြီးပထမဆုံးအနေနဲ့ကာဘန်ကိုအရင်ဆုံးချီးကျူးရမယ်ထင်တယ်ကာဘန်ကလွဲလို့ Effect ကျွန်းပေါ်မှာရှိတဲ့ဘသူကမှ Holy Knight တွေကျွန်းပေါ်ရောက်နေတာကိုမသိသေးဘူးကာဘန်ကတော့သူ့ရဲ့ကျန်းလုံးတဲ့ observation haki ကိုသုံးပြီးတော့ Holy Knight တွေရှိနေတယ်ဆိုတာကိုချက်ချင်းမှအာရုံခံနိုင်ခဲ့တယ်ကာဘန်ကအသက်ကြီးပေမဲ့မပြတ်စည်းသေးဘူးဆိုတာကိုဒီနေရာမှာသိသာစေတယ်ဒါပေမဲ့ကျွန်တော်ကတော့ရှေ့လာမယ့်လမ်းမှာကာဘန်တယောက်ပျက်စီးမဲ့ကိန်းကိုကြုံမြင်နေတယ်ကာဘန်ကပစိန်နဲ့အရက်ပလင်းကိုတည်ပြီးတော့ Giant Warrior Parade ရှိတဲ့တင်မောဘော်ကိုရောက်ချလာတယ်ပြောရမယ်ဆိုရင်တော့မိန်းမနဲ့ကလေးကိုကာကွယ်နိုင်မှုအတွက်အချစ်သူရဲကောင်းကြီးလုပ်ဖို့ဆုံးဖြတ်လိုက်တာမျိုးဖြစ်တယ်ကျွန်တော်အရင်တုန်းကပြောခဲ့တဲ့အတိုင်းပဲကာဘန်ကအသက်ကြီးနေပြီသူ့ရဲ့ prime တိုင်းမှာရှိမနေတော့ဘူးမလို့စိတ်သွားတိုင်းကိုမပါတော့တယ်အခြေအနေမျိုးမှာပါကာဘန်နဲ့စိမ့်နေပဲပါဆိုတဲ့ really တောင်မှ Tish ကိုမနိုင်တော့ဘူးဆိုတာကိုကိုယ်တိုင်ဝန်ခံထားတယ် Tish ဆိုတာက Rookie Parade လေးဖြစ်တဲ့လောကိုတောင်မှဖင်ချွေးပြန်အောင်ချပြီးတော့မှအနိုင်ရခဲ့တာမျိုးဖြစ်တယ်ဆိုလိုချင်တာကတော့ Chance တို့ Luffy တို့လိုမျိုးအရန်ချမ်းလွန်နေတဲ့ယွန်ကိုမဟုတ်ဘူးဘန်ကီကတော့ဘောင်မဝင်လို့ထဲမပြောတော့ဘူးငါစောင်းမုန်းနေကြလားငါဘာအောင်မမုန်းနေငါဘာစောင်းမုန်းနေကြလဲနောက်ပြီးတော့အခုနောက်ပိုင်း Living Legend ခိုင်တာတော်တော်များများကအကြောင်းမလားတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်နေရတာမျိုးပါအဝေးကြီးပြေးကြည့်စရာမလိုတဲ့ခိုင်တာဆိုရင်ဂက်ရှိတယ်ဂက်ဆိုရင်ကျမ်းပြရိုင်းပြနိုင်ခဲ့တယ်ဆိုပေမဲ့နောက်ဆုံးမှာတော့ဂျေအောင်လိုက်ရတာဖြစ်တယ်ဒါတွေမကသေးပဲဝါနိုအခါဆလို့နောက်ပိုင်းအားတွေမှာသရေကန်ခိုင်တာတွေကိုခက်စိတ်စိတ်မြင်လာရတယ်ဝါနိုအမှာဆိုရင်အီဆိုတို့ဒိုဂျီတို့ရှိပြီးတော့အဟက်အမှာဆိုရင်ဒေါက်တာပီကာပန်ကြီးရှိတယ်ဒါကြောင့်မလို့အခု FR မှာလည်းဒီလိုမျိုးစရေကန်ခိုင်တာတွေရှိလာအောင်မယ်လို့ကျွန်တော်ကတော့ယူဆတယ်အစတုန်းကတော့ကာဘန်ကိုနောက်ွယ်ကနေ information တွေ share ပေးမယ် supporting ခိုင်တာတယောက်လို့ထင်ခဲ့ပေမဲ့အခုတော့ကာဘန်ကိုယ်တိုင်တိုက်ပွဲတွေကိုဝင်လာပြီဆိုတော့ကာဘန်တယောက်အခြေအနေသိမ့်မှန်တော့ဘူးလို့ပဲပြောရမှာပါဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုအစမှာပြောခဲ့သလိုပဲကျွန်တော်ကနှစ်လော်ပေါင်းမှတရွက်လှုပ်ချင်တဲ့ကောင်ဆိုတော့ chapter 1145ကိုတော့တနေ့ကမှထွက်ထားတဲ့ chapter 1146နဲ့မှာပဲပေါင်းပြောပြသွားမယ်နည်းနည်းတော့နောက်ကျနေပြီဆိုပေမဲ့နှစ်သက်မှာစိတ်သက်လူသက်နဲ့ကိုပြောရတွေကိုပဲအဆင်ပြေပြေလုပ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ဆက်ပါမတူချင်ရဲ့ theory တစ်ခုနဲ့အတူတူပြန်တွေ့ကြတာပေါ့